မင်္ဂလာပါမစ္စတာရဲစိုက်ကရောင်းဝယ်ရပါအခုပြသပေးမဲ့ဘိန်းလေးကတော့ Honda Click 110 Model 2010မန်ပေါက်အမှန်လေးဖြစ်ပါတယ်အဲ့ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးလေးကတော့36သိန်းခွဲကိုအလျှော့တင်းပပနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဘိန်းရဲ့ပတ်လည်လေးကိုတစ်ချက်ပြသပေးပါမယ်တာယာတွေလည်းကောင်းပါသေးတယ်အောက်ပိုင်းတွေလည်းလှပါတယ်သူကလည်းသူအသင်းသင့်ဘိန်းကြံပါအောင်မယ်အရှိနောက်တာယာမလို့စတက်အင်ဂျင်မီးလိုင်းကောပါမယ်မန်လေးလိုင်စင်တက်တန်းလေးကြံပါအောင်မယ်တော့လက်တင်စီလေးဖြစ်မယ်ဗျာဘိန်းရှယ်လေးပါဘိန်းလေးကိုတစ်ချက်ဆက်လေးနှိုးပြပေးပါမယ်ကာဗနာဆွဲရုံဘာမှမလိုပါဘူးတော့ဘိန်းရှယ်လေးပါတော့လက်တင်စီလေးပါဘိန်းလေးကိုတော့အသေးစိတ်34လမ်းခွန်လေးခွန်5ကြားမစ္စတာရဲစိုက်ကယ်ရောင်းဝယ်ရေးတွင်လာရောက်မေးမြန်းနိုင်ပါတယ်